United အတွက်ဥဆွေးဆံမြေမှုတော်ထမ်းတာ6နှစ်ပြည့်ပြီဖြစ်တဲ့ Bruno Fernandes အားလုံးပဲမင်္ဂလာပါ United Principal ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီခေတ်မှာအောင်မြင်မှုမရရင်အသင်းကိုအပြစ်ပုံချပြီးဆုံးခွာသွားတဲ့ကစားသမားတွေကလက်ညှိုးထိုးမလွဲပါဘူးဒီလိုဖြစ်လာတာကလည်းဘောလုံးလောကစီးပွားရေးပိုဆန်လာပြီးကစားသမားတွေရဲ့ခံယူချက်နဲ့သစ္စာတရားခေါင်းပါမှုတွေကအစားပြုလာတာကြောင့်ပဲဖြစ်ပါတယ်ဒါပေမဲ့အသင်းအတွက်ဆိုရိုးကြီးကြီးအရေးခံခံဥဆွေးဆံမြေ3တော့ခံပေးဆက်ကစားတတ်တဲ့ကစားသမားအနေငယ်တော့ရှိနေပါသေးတယ်အဲ့ဒီထဲမှာထိဆုံးနေရမှာရှိနေတာက United ရဲ့အသင်းကောင်းဆောင် Bruno Fernandes ပဲဖြစ်ပါတယ် Bruno Fernandes ဟာ United အနေနဲ့အတက်ကြတိုင်းမှာအမြဲရှိနေခဲ့ပြီးသင်းမောပြတ်တာတော့မဆုံးခွာတဲ့မာလီမှုစိတ်ဓာတ်မျိုးနဲ့ United အတွက်အမှုတော်ထမ်းရွက်နေလို့ပါပဲခုဆိုရင် Bruno Fernandes ရဲ့ United ကစားသမားဘွားက6နှစ်တင်းပြည့်ပြီဖြစ်ပါတယ်စစ်တီလေးသိန်းအားနဲ့ညီမနယ်လို့ United ပရိသတ်တွေချစ်စလုံးနဲ့တင်စားကြတဲ့ Bruno Fernandes ဟာအသင်းအတွက်အမြဲပေးဆက်ခဲ့တာပါကစားခွင့်ရတဲ့မိနစ်တိုင်းအာသွန်ခွန်ဆိုင်တကွင်းလုံးပြေးလွှားကစားနေတဲ့ဟန်ပန်သင်းမော်တွေကိုအမြဲကောက်ခွဲပေးတတ်တဲ့ပုံရိပ်တွေက Bruno Fernandes ပေါ် United ပရိသတ်တွေအချစ်ပိုစေတဲ့ဆိုရင်လည်းမမှားဘူးဖြစ်မယ်ထင်ပါတယ်ကြတော့ Bruno Fernandes က United အတွက်လာချင်းကောင်းတဲ့သူလည်းဖြစ်ပါတယ် Sporting Lisbon ကရောက်လာခဲ့ကသွင်းဂိုးတွေကိုဖန်တီးမှုတွေနဲ့ United ကိုချင်းချင်းလှုပ်ကြွေးပြုခဲ့သူဖြစ်ပါတယ် United အတွက်ကစားထားတဲ့6နှစ်တာကာလအတွင်း312ပွဲကစား103ဂိုးသွင်းဂိုးပန်းနေမှု68ကြိမ်လှုပ်ထားတာကိုကြည့်ရင်အသင်းကိုဘယ်လောက်ထိထမ်းနေခဲ့တယ်ဆိုတာမြင်သာပါတယ်အသင်းမော်တွေတယောက်ပြီးတယောက်သာထွက်ခွာသွားပေမဲ့နာသမယနီးပြတိုင်းရဲ့အားကိုးခြင်းကိုခံရတယ်ဆိုတာကလည်း Bruno Fernandes ရဲ့ professional စံမှုနဲ့အခုလိုစွမ်းဆောင်ရည်ကြောင့်ပဲဖြစ်ပါတယ်ကွင်းထဲမှာ OHP ဥဆောင်တက်သလိုစိတ်သက်ရောချူဆန်းမှာအကောင်းဆုံးပြသပြီးအသင်းဝင်တွေကိုဆွဲခေါ်တတ်တဲ့ Bruno Fernandes အတွက် United ရဲ့ကပတိန်ယာတို့ကထိုက်တန်တာအမှန်ပဲဖြစ်ပါတယ်။ United ကကန်လန်းနေလို့စသိရချိန်မှာအိမ်မလားတကယ်လားလို့မယုံနိုင်ဖြစ်နေတဲ့လူသားဝမ်းသာလုံးလို့မြေကြရတဲ့အထိဖြစ်ခဲ့ရတဲ့ Bruno Fernandes United ကစားသမားဘွားဟာ6နှစ်တောင်ရှိပါပြီ။ United ပရိသတ်တွေရှင်ထဲမှာတော့ Bruno Fernandes ရဲ့ကစားသမားဘွားကို United မှာကုံဆုံးစေချင်မှအသေးချာပဲဖြစ်ပါတယ်။